တွေစိတ်ညစ်ရဲ့ချေနှစ်ဖုံနဲ့နဲ့တပွဲခဏစကြည်နှွေလေးမပူမိုးလေးမဆူဆောင်းလေးပြီးတော့ရွှေနန်းတော်ကြီးတဲ့ကြီးပြင်းလာခဲ့လေဖြစ်သွားပြီတချို့လဲဟုတ်တယ်တဲ့တချို့လဲဟုတ်မယ်မထင်ရွေရောတစ်စကူကံမကုံအာယုံနဲ့ပြောကတော့ရွေမင်းသားရဲ့သေးသေးတိတ်သက်ထရွေနေသေးသေးကဲပလဝေသာလီကောတလာနဲ့မကတာတိုင်းသားတွေတည်ဆုံးညင်ခုံအော်ပြောရွေမကိုယဟန်ဆိုဒီမှာတပည့်ရင်မအိရတော့ဝါဒီယုံရင်မတဲ့တုံရတော့တာကြီးနဲ့နဲ့တွေ့တိတ်တထနဲ့သားလေးအိမ်နိုင်နေနိုင်မလားနော်အိမ်နိုင်နေနိုင်ပါမလားနော်စားခနိုင်ပါမဝဲညံစားဟင်းလျာတွေဖုံးပေးနိုင်ပါမလားနော်အတင်းဆုံးညံဆုံးအော်ပြောရွေမကူဆိုဒီမှာတန်းတော့မရှိတော့တပည့်ရင်မအိရတော့ဝါဒီယုံရင်မတဲ့တုံရတော့တာကြီးတွေနဲ့တွေ့သိတထမင်းသားလေးအိမ်နိုင်နေနိုင်မလားနော်အိမ်နိုင်နေနိုင်ပါမလားနော်တွေဖုံးပေးနိုင်ပါမလားတော့အတင်းဆုံးမြင်ဆုံးအော်ပြောရွေမကူဖြစ်နိုင်ခြင်းမလွယ်ကူခြင်းတုံးလပိတ်ဟန်ဘဝမှာလူကိုပူပြီးစေးရစေတတ်ပါတော့လောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေခန္ဓာစင်မဒီတွဲမနေရသိစီတိခံချစ်ချအားထုတ်ဟုတ်မလွယ်ပါဟုတ်မလွယ်ပါဆိုဒီမှာယောက်ျားမြတ်တို့အလုပ်ဖြစ်သည်တို့ကိုဓမ္မမြတ်စွာပြောင်းလောင်းနေပပစ္စာဒုက္ခခံစားမွေလျောယဟန်တော်ဖြစ်တော်သည်တို့ကိုဓမ္မမြတ်စွာပြောင်းလောင်းနေပပစ္စာဒုက္ခခံစားမွေလျောယဟန်တော်ဖြစ်တော်သည်